ကျွန်တော်ရဲ့မိတ်ဆွေအင်္ဂါသားမင်းများတွေ6လပိုင်းတလတာကံကြမ္မာအဟောများကိုဟောပြောပေးမှာပဲဖြစ်ပါတယ်ဒီစီစဉ်လေးမှာတော့ကျွန်တော်တဲရော့ကတ်နဲ့ပဲဟောပြောပေးမှာပါအဲ့တော့ဒီစီစဉ်လေးမှာကျွန်တော်တဲရော့ကတ်နဲ့တီးတန့်ဟောပြောပေးမှာပဲဖြစ်ပါတယ်အင်္ဂါသားမီးတွေကအခုဒါဝင်ရောက်ဖြတ်တန်းမဲ့ပေါ့နော်6လပိုင်းတလတာဆိုတဲ့ကာလာတော်အတွင်းမှာတော့အကြက်တဲအခက်ခဲလေးတွေကိုကြုံတွေ့လာရနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်အဲ့တော့ရှေ့မတိုးသာနောက်မဆုတ်သာဆိုတဲ့အခြေအနေလေးတွေကိုကြုံတွေ့ရနိုင်ပါတယ်နော်တချို့သောကိစ္စလေးတွေမှာဆုံးဖြတ်ရခက်တယ်ပေါ့နော်ဘာလို့လုံးဝမှန်မသိနိုင်တဲ့အခြေအနေမျိုးလေးတွေဖြစ်နေတတ်ပါတယ်ဒါမှမဟုတ်တချို့သောကိစ္စတွေမှာကိုယ်တိုင်ပေါ့နော်ဆုံးဖြတ်ရခက်နေတဲ့ဆိုရင်သူများနဲ့တိုင်ပင်ပါအဲ့တော့အလော30လည်းပဲမလုပ်ပါနဲ့စဉ်းစားပါအချိန်ယူပါပြီးလို့ရှိရင်တစ်ခုခုကိုရွေးချယ်ပါရှေ့တဲ့တိုးသိရင်တိုးလိုက်နောက်ပြန်ဆုပ်ရင်လည်းဆုပ်လိုက်ပါဒါမှမဟုတ်ရက်ရင်လည်းရလိုက်ပါအဲ့တော့တစ်ခုခုကိုပေါ့ရွေးချယ်သင့်ပါတယ်အဲ့လိုမျိုးလေးအကြံပေးခြင်းပါတယ်အဓိကအားဖြင့်တော့ကျွန်တော်တွေ့ရတာကအနှောက်အယှက်တွေများနိုင်တယ်ဆိုတာကိုတွေ့ရတယ်เนาะအဲ့တော့ပြဿနာလေးတွေရှိနိုင်ပါတယ်တော်တော်လေးဂရုစိုက်ဖို့လိုတယ်လို့ပြောချင်ပါတယ်အဲ့တော့မကောင်းတာတွေကိုကျွန်တော်သိတော့မဟောချင်ပါဘူးဒါပေမဲ့မကောင်းတာကိုမကောင်းဘူးလို့ပြောမှလည်းပဲကြိုပြီးတော့ဒါဂရုစိုက်လို့တတိထားလို့ရမှလည်းပဲဖြစ်ပါတယ်အဓိကကတော့ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အကြက်တဲတွေနောက်လုပ်ငန်းကိုင်ငန်းပိုင်းနဲ့ပတ်သက်တဲ့အကြက်တဲတွေရှိလာနိုင်ပါတယ်မိန်းမနဲ့ပတ်သက်တဲ့အနှောက်အယှက်တွေရှိလာနိုင်ပါတယ်ယောက်ျားလေးတစ်ယောက်တည်းဆိုရင်တခြားမိန်းမအနှောက်အယှက်ဘာညာရှိတယ်လို့ပြောလို့ရတယ်လို့မိန်းကလေးတစ်ယောက်တည်းဆိုလို့ရှိရင်လည်းပဲတခြားမိန်းမတဦးတစ်ယောက်ရဲ့အနှောက်အယှက်တွေကြောင့်ကိုရီးရဲ့အလောက်ကိုင်းတို့เนาะငွေကြေးပိုင်းတို့အိမ်အောင်ရေးတို့မိသားစုရေးတို့မှာအဆင်မပြေတာမျိုးလေးတွေဖြစ်တတ်တဲ့သဘောလေးတွေကြုံရတတ်ပါတယ်ဆိုတာကိုတွေ့ရပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ဂယူးဆိုင်ပါလို့ကျွန်တော်အနေနဲ့အင်္ဂါသားမီးတွေကိုမှာကျင်ပါတယ်အဲ့တော့ဘယ်အချက်တွေကဘာတွေမျှော်လင့်စရာရှိနိုင်သေးလဲဆိုတာကိုနောက်ထပ်တက်ကတ်ကိုကျွန်တော်ထပ်ပြီးတော့ကြည့်ပေးပါဦးမယ်အခုဒါပထမကြားနေတဲ့ကတ်ကတော့ပေါ့နော်ညံ့နေပါတယ်အဲ့တော့ဒီအစိုးထဲမှာအကောင်းကိုကျွန်တော်ကဘာရှာပေးခြင်းလဲဆိုတော့အဓိကကတော့လေဒါအင်္ဂါသားမီးများကိုစိတ်ဓာတ်မကြပါနဲ့လဲပြိုမသွားပါနဲ့အဓိကစိတ်ဓာတ်ပျော့တဲ့အင်္ဂါသားမီးတွေဆိုရင်ပို့ပြီးခံရတတ်ပါတယ်စိတ်ဓာတ်မာတဲ့အင်္ဂါသားမီးတွေဆိုရင်တုံးတိုင်အောင်အခက်အခဲတွေကိုဖြတ်ကျော်သွားနိုင်ပါလိမ့်မယ်ဒါမှမဟုတ်အခက်အခဲတွေကြုံလာခဲ့မယ်ဆိုရင်ဒီအခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့စွမ်းအားတွေပါဝါတွေကိုမှရှိနေဖို့ဒါကိုယုံကြည်မှုတွေထားဖို့ပေါ့ဒါတွေဟာအရန်ကိုအရေးကြီးလာပါတယ်လို့ပြောချင်ပါတယ်နောက်ဒီချိန်ကာလအတွင်းမှာတလိษံတွေတရဝါတွေကိုဒါအစာကျွေးတာမျိုးလေးတွေများများလုပ်ပေးပါလို့เนาะအဲ့ဒါလေးတွေကလည်းပဲကိုယ့်အတွက်များစွာသောအထောက်အပံ့တွေကိုဖြစ်စေပါလိမ့်မယ်နော်အဲ့တော့ခရီးကိစ္စတွေမှာအကျိုးမပေးပါဘူးခရီးသွားလာတာတွေကိုဒါဂယူးဆိုင်စေချင်ပါတယ်နော်အဲ့တော့မသွားမဖြစ်တဲ့ခရီးတွေရှိရင်တော့သွားပေါ့ဗျာနော်ဒါပေမဲ့ဂယူးဆိုင်ဖို့ကျွန်တော်အနေနဲ့မှားကျင်တာပါလုံးရကြီးမသွားပါနဲ့လို့ကျွန်တော်အပိတ်ပင်တားဆီးတာမျိုးပဲလို့တော့မဟုတ်ပါဘူးနော်သွားလဲလာတဲ့ခရီးတွေမှာမချောမွေ့တာမျိုးလေးတွေစိတ်ညစ်စရာလေးတွေကြုံရတတ်တယ်လို့ပြောခြင်းဖြစ်ပါတယ်ပညာရေးပိုင်းတို့ဘာသာရေးပိုင်းတို့ဘာမှလည်းပဲအားနည်းနေတဲ့ပုံစံမျိုးလေးတွေကိုသွားတွေ့ရပါတယ်ကျမ်းမာရေးပိုင်းမှာကြည့်မယ်ဆိုလည်းပဲညံ့နေပါတယ်အထူးသဖြင့်ခြေထောက်တွေမကောင်းဘူးမလှုပ်ချင်ဘူးမသေးချင်ဘူးလေးကန်နေတယ်လို့မျိုးဖြစ်တတ်တယ်အာခရင်နဲ့ပတ်သက်ပြီးတော့ညံ့ပါတယ်နောက်ခေါင်းတွေလေးနေတယ်လို့မျိုးတွေဖြစ်တတ်ပါတယ်နော်နောက်ကိုယ်မှာရှိတဲ့ပစ္စည်းပေါ့အဲ့တော့ကိုယ်မှာရှိတဲ့ပစ္စည်းတွေတို့နောက်ရင်ရထားတွေတို့ပြက်ထားပျက်စီးတာတို့เนาะပျောက်တာရှာတာတို့เนาะထိကြိုက်တာတို့ဒါမျိုးတွေကြုံရတတ်ပါတယ်အဲ့တော့ဂယူးဆိုင်ဖို့လိုပါတယ်ငွေကြေးပိုင်းဒါခက်ခဲတတ်တယ်ဒါပေမဲ့ပြည်လည်အောင်ကြိုးစားလို့ရတဲ့လမ်းစာတွေလည်းပဲရှိလာပါလိမ့်မယ်လုပ်ငန်းကိုင်ငန်းပိုင်းကတော့တရောင်းလျှောက်လုံးကြီးအဆင်မပြေတာတော့မဟုတ်ဘူးအခက်လေးတွေကြုံရမယ်ဒါပေမဲ့အောင်မြင်တိုးတက်မှုတွေကိုလည်းပဲရရှိနိုင်ပါလိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်အဲ့တော့ဗျာကျွန်တော်အင်္ဂါသားသမီးများအတွက်ဘလို့ကံအခွင့်အလမ်းကောင်းတွေကိုရရှိနိုင်တယ်လဲဘယ်အချက်တွေကိုအဓိကထားပြီးဂယူးဆိုင်ဖို့လိုတယ်လဲဘာရရာတွေကိုဆောင်ရွက်သင့်ပါတယ်လဲဆိုတာကိုနောက်တက်ကတ်မှာကျွန်တော်ထပ်ပြီးတော့ကြည့်ပြပါအောင်မယ်နော်အဲ့တော့ထုံးစံတိုင်းဂျာဖြတ်ကြော်ညာဝင်ကျင်တာကကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီမေးခြင်းတဲ့မိတ်ဆွေများအတွက်ကို online တည်တံ့ကျွန်တော်ဗီဒီဟောပြောပေးတာမျိုးရှိပါတယ်အဲ့တော့ဗီဒီမေးမြန်းဖို့အတွက်ကကျွန်တော်ရဲ့ Viber သို့မဟုတ် Telegram ဖုန်းနံပါတ်ကိုဒီ TikTok bio မှာတင်ထားတာရှိပါတယ်အဲ့တော့ bio မှာတင်ထားတဲ့ဖုန်းနံပါတ်ကပြတ်သွားခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ TikTok Messenger မှာလာပြီးတော့အဲ့ဒီ Viber သို့မဟုတ် Telegram ဖုန်းနံပါတ်ကို
တောင်းယူလို့ရပါတယ်အဲ့တော့ Viber လို့ Telegram လို့ကမယ်ဆက်သွယ်ပြီးတော့ဗီဒီမင်းမြန်းလို့ရပါတယ်ခင်ဗျာအဲ့တော့ဗီဒီမင်းမြန်းတဲ့အခါမှာကျွန်တော်ကတဦးချင်းတယောက်ချင်းရဲ့ဗီဒီကိန်းကန်းကိုတွက်ချက်ပြီးတဲ့အခါမှာလိုအပ်တဲ့ဒါဘဝတက်သက်တာနဲ့ပတ်သက်တဲ့ဒါကိုယ့်ရဲ့စိတ်နေစရိုက်တွေတို့စောင်းဝမ်းရှောင်းဝမ်းတွေတို့ဖွားစာတာနဲ့ပတ်သက်တဲ့အဟောတွေတို့เนาะဒါနှစ်ပိုင်းခြားနဲ့ပတ်သက်တဲ့အဟောလပိုင်းခြားနဲ့ပတ်သက်တဲ့အဟောနောက်ဆောင်ဝဲရမယ့်ရေရာတွေကိုကျွန်တော်ပို့ပေးတယ်နောက်ကိုကဘယ်နှစ်ပဲကိန်းကိုဘယ်လိုရောက်နေတယ်ဆိုတော့သေချာနားလည်အောင်ရှင်းပြပေးတယ်နောက်ကိုသိလို့တဲ့အကြောင်းကိစ္စကိုမေးလို့တဲ့အကြောင်းကိစ္စတွေကိုလည်းပဲတစ်ခုချင်းကျွန်တော်အခုလို့တဲရော့ကတ်တွေနဲ့ကြည့်ပြီးတော့ဖြည့်ပြီးဟောပေးတယ်နောက်ပြီးတဲ့အခါမှာဘာရေရာတွေဘယ်လိုဆောင်ဝဲသင့်တယ်ဆိုတာကိုပြန်ပြီးတော့အကြံပေးလမ်းညွှန်ပေးတာမျိုးတွေရှိပါတယ်အဲ့တော့ဒါဗီဒီမင်းများဖို့တွေကကြိုတင်ပြီးတော့စည်ရင်ပေးရတာမျိုးတွေရှိတယ်သတ်မှတ်ထားတဲ့ညံပူစွာကတော့တအူးကို2000ကျပ်ယူပါတယ်ခင်ဗျာနောက်အရင်ကျွန်တော်ကြီးညာထားတဲ့အတိုင်းကျွန်တော်ရန်ကုန်မှာဗီဒီဟောကန်မှုကိစ္စအတွက်ကိုအခုဒီ6လပိုင်း6ရက်နေ့ကနေစပြီးတော့12ရက်နေ့အထိကျွန်တော်ရန်ကုန်မှာရှိပါမယ်အဲ့တော့ရန်ကုန်မြို့သင်္ကန်းကျွန်းမြို့နယ်မှာကျွန်တော်ရှိပါတယ်အဲ့တော့ကျွန်တော်ရှိမှာအပြင်လူတွေ့ဗီဒီမင်းများခြင်းတဲ့မိတ်ဆွေများကကြိုတင်ပြီးတော့ကျွန်တော်နဲ့ဒါဆက်သွယ်ထားဖို့လိုပါတယ်ကြိုပြီးတော့စည်ရင်ပေးဖို့ဘိုကင်လုပ်ဖို့လိုပါတယ်အဲ့ဒီလိုကျွန်တော်နဲ့လာပြီးဆက်သွယ်ထားမှသာလျင်ကျွန်တော်ကလိပ်စာအပြည့်စုံပေးပါမယ်ကျွန်တော်ရှိကိုလမ်းကြုံလို့ဝင်လာတာမျိုးလိုပါလို့ဆိုရင်တော့မရပါဘူးเนาะအဲ့တော့ကျွန်တော်ရှိမှာဒါအပြင်မှာလူတွေဗီဒီမင်းများကျင်တဲ့သူများကိုကျွန်တော်ကဗီဒီဟောပေးရုံနေမဟုတ်ဘဲနဲ့ဒါကျွန်တော်တို့အဘဆရာကြီးမင်းမင်္ဂရဲ့ဒါရေရာနီးတွေရေရာလက်ဆောင်တွေအဆောင်တွေကိုလည်းပဲအခမဲ့မြစ်တာလက်ဆောင်ကျွန်တော်ကပေးလိုက်အောင်မှာဖြစ်ပါတယ်เนาะအဲ့တော့ဒါ6လပိုင်း6ရက်နေ့ကနေ12ရက်ဒီတပတ်တိတိဟောပေးမှာပါအချိန်ပိုင်းနဲ့ပဲဟောပေးမှာဖြစ်တဲ့ကြိုတင်ပြီးတော့ကျွန်တော်ကိုဆက်သွယ်ထားဖို့လိုပါတယ်ဒါ TikTok Messenger မှာပဲဖြစ်ဖြစ် Viber Telegram ဖုန်းနံပါတ်ရှိတဲ့သူတွေကအဲ့ဒီကိုဆက်သွယ်ပြီးတော့ပဲဖြစ်ဖြစ်စုံစမ်းစည်ရင်ပေးထားဖို့လိုအပ်ပါတယ်ခင်ဗျာကဲတော့အင်္ဂါသားမင်းများအတွက်ဒါဒုတိယမြောက်တဲရော့ကလေးကိုကျွန်တော်ထပ်ပြီးတော့ကြည့်ပေးလိုက်ပါပြီမှန်မှန်ကန်ကန်နဲ့ပြုမှုပြောဆိုနေထိုင်တတ်ဖို့အရေးကြီးပါတယ်မှန်မှန်ကန်ကန်နဲ့ဆိုတာကမမှန်မကန်လုံးနေလို့ကျွန်တော်ပြောတာမျိုးမဟုတ်ပါဘူးတခါလေလေမှာကိုပြောတဲ့ပြောဆိုမှုတွေကိုယ့်ရဲ့လောက်ကန်ဆောင်မဲ့မှုတွေမှာပေါ့နော်ချွတ်ချော်မှားယွင်းမှုလေးတွေရှိတတ်ပါတယ်အဲ့တော့ကိုပြောတဲ့စကားလေးတွေမှာလွန်သွားတာတို့များသွားတာတို့ပို့သွားတာတို့အဲ့လိုမျိုးလေးတွေရှိတတ်တယ်အဲ့လိုမျိုးတိန်းဆောင်းမှုလေးတွေကစပြီးတော့ပြဿနာဖြစ်တတ်တဲ့လာတဲ့ကိုရောက်နေခြင်းဖြစ်ပါတယ်เนาะအဲ့တော့ justice ဆိုတဲ့ကတ်ကိုကြားပါတယ်သူကမျှတခြင်းဆိုတဲ့ကတ်ပေါ့เนาะအဲ့တော့မျှတမှုရှိဖို့တအားအရေးကြီးတဲ့ကာလတစ်ခုပါတယ်လူတိုင်းကိုလည်းပဲဒါမျှတမှုနဲ့ပြောဆိုဆက်ဆံရတယ်ပေါ့เนาะတူတယောက်နဲ့ပြောဆိုဆက်ဆံတဲ့အခါမှာတောင်မှပဲသူ့ကိုကအလေးပေးပြီးတော့ဒါဆက်ဆံတယ်သူ့ကိုကြတော့တိတ်ပြီးတော့ကိုကအရေးမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးကိုလုံးလို့မရဘူးเนาะနောက်တစ်ခုကဓာတ်ကိုပြထားတဲ့အတွက်အတိုက်ခိုက်တွေကတော့ရှိနေမှာပဲတဲ့เนาะဂျန်တွေအတိုက်ခိုက်တွေကတော့ရှိနေပါပဲချိန်ဝင်ဆိုတာကတော့သူကမျှတခြင်းကိုပြထားတာဖြစ်တဲ့အတွက်ကိုယ့်ဘက်ကအမှန်တရားသစ္စာတရားနဲ့ဒါတရားမျှတမှုရှိနေဖို့ကအလွန်အရေးကြီးပါတယ်တရားရုံးကိုကိုစားပြုရတဲ့ကပ်ဖြစ်တဲ့အတွက်ဒါပြောရဆိုရတာတွေဖြည့်ရှင်းရတာမျိုးတွေပြဿနာမျိုးတွေကတော့ကြုံတွေ့နေရအောင်ပဲလာတလာပဲဖြစ်ပါတယ်တဲ့တိတ်ကောင်းတဲ့လာလားဆိုတော့မကောင်းပါဘူးတဲ့တအားကြီးစိုးနေတဲ့လာလားဆိုတော့လည်းပဲတအားကြီးစိုးနေတယ်လို့တော့မဟုတ်ပါဘူးဒါသူကပုံမှန်အားဖြင့်ရှိနေတဲ့လာတလာပါပဲတဲ့เนาะဒါမလို့အကောင်းအဆိုးအနေနဲ့ကတော့ညီမျှနေတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဘာပဲဖြစ်ဖြစ်ပထမကြားခဲ့တဲ့ကအဆိုးကပ်ဖြစ်နေတာဖြစ်တဲ့အတွက်ဂယုဆိုင်ဖို့တော့လိုအပ်နေပါတယ်လို့ပဲကျွန်တော်အင်္ဂါသားမိများကိုမှားကြားချင်ပါတယ်ဘာလို့စေချင်လဲဆိုတော့ကျွန်တော်လှုပ်စေချင်တဲ့ရေရာလေးကိုကျွန်တော်ပြောပြပေးပါမယ်အင်္ဂါသားမင်းများအနေနဲ့အင်္ဂါနေ့မနေ့မှာအိမ်ရဖျားမောင်ဩဇာညွန့်14ညွန့်ကိုဖျားမှာလှူပေးပါဒါအမြင့်ညွန့်ရေရာပေါ့နော်sorry ဗျအင်္ဂါသားမင်းများအနေနဲ့အင်္ဂါနေ့မနေ့မှာခရီညွန့်လှူပေးပါဒါအမြင့်ညွန့်ရေရာနော်ခရီညွန့်ဆိုတာကဒါတနင်္လာစာဗုဒ္ဓဝူအစုံပေါ့နော်ကိုယ့်ရဲ့အမြင့်နဲ့အညွန့်ကိုဖျားမှာလှူခိုင်းတာပါအဲ့တော့တနင်္လာဂျိုသက်က15နှစ်ဗုဒ္ဓဟူးဂျိုသက်က18နှစ်ဖြစ်တဲ့အတွက်32မှာ2ညွန့်လှူရပါမယ်ခရီညွန့်ကြီး32ညွန့်တောင်ရှာဖို့ခက်ခဲတယ်ဆိုလို့ရှိရင်ဖန်ခွက်လေးထဲမှာပဲ6ညွန့်ပဲထည့်ပြီးတော့လှူလို့ရပါတယ်သူကဂျိုသက်အလိုက်ဆိုလို့ရှိရင်32ညွန့်ရှာမှာပေါ့ဗျာဒါပေမဲ့ဂျိုသက်အလိုက်32ညွန့်ရှာဖို့ခက်တယ်ဆိုလို့ရှိရင်နန်သက်အလိုက်ပဲ6ညွန့်ပဲရှာပြီးတော့လှူမယ်ဆိုလည်းပဲရပါတယ်เนาะအဲ့တော့အမြင့်ညွန့်ရေရာလေးကိုဒါကိုယ့်ရဲ့မွေးနေ့အင်္ဂါနေ့မနေ့9:45မိနစ်တိတိမှာ